ဒီခါတော့ slow ကိုဆိုတဲ့လက်ခတ်လေးစီသွားကြတာဗောနော်စီချက်ကပုံမှန်တိုင်းပဲစီချက်ကသွားအများဆုံး၄ချက်ရှိပါတယ်1 2 3 4ဒီချက်၄ချက်ကိုတစ်ချက်ချင်းစီပြောပြမှာပေါ့ညီတို့ညီမလေးတို့မှတ်ထားနော်ဒါလေးကတောင်းဝင်ပါတယ်ဒီလက်ခတ်ကိုသာတီးလို့ရှိရင်မြန်မာပြည်မှာရှိသမျှသရှင်းတွေရဲ့80ရာခိုင်နှုန်းနီးလောက်ကိုတီးလို့ရတဲ့မျိုးသားလေးပေါ့80ရာခိုင်နှုန်းလောက်တကယ်လည်းအဲ့လောက်လည်းရှိမှာပါအများဆုံးကလည်း slow ကိုတွေကများကြတာကိုနည်းနည်းလေးတွေတစ်ချက်နှစ်ချက်လေးတွေချိန်ထားတာလေးတွေတော့ရှိတာပေါ့နော်အများစုကတော့ဒီ pattern ထဲမှာပဲသွားကြတာပဲဟုတ်လေးရက်ရှိရတဲ့မှာပထမဦးဆုံး1 beat ကိုက down တစ်ချက်ပဲခတ်မယ်1အဲ့လိုလေးပဲနော်1 2 beat မှာ2မှာအပေါ်ကနေအောက်ကိုတစ်ချက်တောင်းတစ်ချက်ခတ်မယ်အဲ့ကြတော့နှစ်ချက်ပြန်လာမယ်ဆိုတော့၄ချက်ကြီးတွက်တဲ့နေရာမှာ 1ENA 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 ၄ချက်ရှိတာဟုတ်၄ချက်ရှိတဲ့ထဲမှာ 1ENA 1ENA ဆိုတာဟို2ကိုရေးရမှာဆိုတော့ 2ENA 2ENA အဲ့ဒါ၄ချက်စီရေးရပါတော့အမှ2မှာတီးမယ် E မှာနားမယ်NA မှာတီးမယ်နော် 2ENA 2ENA ၄ချက်ရှိတယ်နော်၄ချက်ထဲမှာ E ကိုနားလိုက်မယ် 2NA 2NA အဲ့လိုလေးဖြစ်သွားမှာပေါ့နော်အဲ့တော့ 2NA 2NA ဒါ2ဆိုတော့1နဲ့ပေါင်းရင်1 2NA 1 2NA 1 2NA အဲ့ဒါဘာဝရသွားပြီပေါ့ဘာဝရပါပြီနော်ဘာဝလေးပြန်ခတ်ပြပါမယ်1 2 and a 1 2 and a 1 2 and a 3b မှာကြတော့ 3e and a 3e and a 3e and a ၄ချက်လုံးခတ်ပါမယ် 3e and a 3e and a 3e and a ပေါ်ကနေအောက်ဆင်းမယ်အောက်ကနေအပေါ်ပြန်တက်မယ်ပြန်ဆင်းမယ်ပြန်တက်လာမယ်အားလုံး၄ချက်လုံးခတ်မယ်နော်3ENA 3ENA အဲ့တော့ပထမဦးဆုံး1 2 3ကိုပြန်ပေါင်းရင်1 2 and a 3ENA 1 2 and a 3ENA ဒါဆိုရင် 3B ရပါပြီเนาะနောက်ဆုံး 4B က 2B ကိုပြန်တီးတာပါပဲ4 and a ပေါ့เนาะ 4ENA 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 ၄ချက်ရှိတဲ့နေရာမှာE အတန်ကိုနားပါမယ် 4ENA ဆို E အတန်ကိုနားရင် 4NA 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 2NA နဲ့တူတူပဲเนาะ2နဲ့4နဲ့ဟာတီးတာတူတူပါပဲ 4NA 4NA ဆိုအားလုံးရပြီလို့ထင်ပါတယ်အားလုံးဒီကနေ4ထိအောင်ပြန်သွားရင်1 2NA 3ENA 4NAအဲ့ဒါလေးပါပဲเนาะ1 2 and a 3e and a 4 and a 1 2 and a 3e and a 4 and a 1 2 and a 3e and a 4 and a အဲ့ဒါပြီးရင်တကွက်ပြောင်းပါเนาะအခုလက်ကွက်လေးနဲ့တကွက်A လေးနဲ့ A ဘာပြဘာကော့လို့ခေါ်ပါတယ်ဒါတွေကကျွန်တော်ပထမဦးဆုံးပြခဲ့တာတွေက A အသေးလေးတွေပေါ့เนาะဒီမဲ့သူကထုတ်တစ်ကျိုးဟာ1နဲ့2နဲ့ကိုနှိပ်ထားတဲ့လမ်းမျိုးကိုအပေါ်6ကျိုးထိအောင်ထောင်လိုက်ရင်ဘာပြဖြစ်ပါတယ်ဒါတွေကိုဘာကော့လို့ခေါ်ပါတယ်ဘာပြတွေပေါ့ A လေးနဲ့1 and 3 and 4 and နေလေးပြပေးမယ်เนาะ1 1 2 and 3
သရှင်တွေအများကြီးတီးလို့ရပါတယ်နော်